ရဲ့အုံနောက်ကနှစ်ထပ်အိမ်တစ်လုံးနဲ့တူတယ်အောက်ထပ်ကတော့ emotional brain ခံစားချက်အုံနောက်ပေါ့ကလေးတယောက်ကလူကြားထဲမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်လဲချပြီးတော့အဟစ်တောင်းချမ်းတဲ့အခါမိဘတွေအနေနဲ့စိတ်ဆိုးတာရှက်တာပတ်ဝန်းကျင်ကိုအားနာရတွေတပြိုင်နက်တည်းဖြစ်လာတတ်တယ်ဒါကမိဘတိုင်းကြုံနေရတဲ့ပြဿနာတစ်ခုပေါ့နော်ဒါပေမဲ့မိဘတွေအနေနဲ့ကလေးတွေကဒါကငါတို့ကိုအကြက်ကင်နေတာငါစကားနားမထောင်တာလို့ကောက်ချက်မချခင်မှာကလေးတွေရဲ့အုံနောက်ထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုအရင်ဆုံးသိထားဖို့လိုတယ်ကလေးတွေရဲ့အုံနောက်ကနှစ်ထပ်အိမ်တစ်လုံးနဲ့တူတယ်အောက်ထပ်ကတော့ emotional brain ခံစားချက်အုံနောက်ပေါ့အပေါ်ထပ်ကတော့ logical brain စဉ်းစားဆင်ခြင်တတ်တဲ့အုံနောက်ဖြစ်တယ်ကလေးတွေမှာအပေါ်ထပ်အုံနောက် logical brain ကအပြည့်အဝမဖွံ့ဖြိုးသေးဘူးသူတို့လေးတွေရဲ့စိတ်ခံစားချက်တွေစိတ်လှုပ်ရှားမှုတွေပြင်းထန်လာတဲ့အချိန်မှာမုံတိုင်းတိုက်ခတ်တယ်လို့မျိုးအပေါ်ထက်နဲ့အောက်ထက်ကိုဆက်တွယ်ထားတဲ့လေကားလေးကကျိုးဝါးတယ်လို့မျိုးပဲ emotional overload ဖြစ်သွားတတ်တယ်။အဲ့အချိန်မှာကလေးကဘာမှစဉ်းစားလို့မရတော့မိဘတွေရဲ့ဆုံးမစကားတွေကိုလည်းနားဝင်တော့မှာမဟုတ်ဘူး။သူတို့ရဲ့လှုပ်ရှားမှုတွေစိတ်လှုပ်ရှားနေတာတွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသူတို့ကိုယ်တိုင်လုံးဝမသိတာပါ။သူတို့အဟိပောက်ကွဲလိုက်တာကလူကြီးမိဘတွေကိုအဆက်ခွဲစေချင်လို့ဒုက္ခပေးလိုက်တာမျိုးမဟုတ်ဘူးသူတို့လေးတွေရဲ့ခန္ဓာကိုယ်ထဲမှာခံစားချက်မုန်တိုင်းတစ်ခုကတိုက်ခိုက်နေတယ်အဲ့ဒါကိုသူတို့ကိုယ်တိုင်မထိန်းနိုင်လို့အကူအညီတောင်းတဲ့သဘောအဲ့ဒါဆိုရင်ကလေးတွေတောင်းချမ်းလာရင်ဘယ်လိုကင်တွယ်ကြမလဲအဆင့်30နဲ့လုပ်ကြည့်ကြမယ်ပထမဆုံးအဆင့်မိဘကိုယ်တိုင်အရင်ဆုံးတည်တည်ငြိမ်ငြိမ်နေရမယ်မီးလောင်နေတဲ့နေရာကိုမီးနဲ့ထပ်ပြီးတော့ငိမ့်လို့မရတယ်လို့မျိုးကလေးတွေအော်ဟစ်ပောက်ကွဲနေတဲ့အချိန်မှာကိုကပါလိုက်ပြီးတော့ဒေါ်ရထွက်တာတွေအော်ဟစ်တာတွေလှုပ်လိုက်ရင်ကလေးတွေကပို့ပြီးတော့ကြောက်ရွံ့သွားမယ်ပို့ပြီးတော့တောင်းချမ်းလာမယ်အဲဒါကြောင့်မလို့အရင်ဆုံးအတက်ကိုပြင်းပြင်းရှုမယ်ကိုတည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေမယ်ကိုတိုင်ကတည်ငြိမ်နေမှကလေးတွေရဲ့ဒေါသကိုငြိမ်ကျသွားဖို့အတွက်အခွင့်အရေးရှိမှာဖြစ်တယ်ဒုတိယအဆင့်အနေနဲ့ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်တစ်ခုကိုဖန်တီးပေးမယ်ကလေးတွေတောင်းချမ်းနေတဲ့ချိန်မှာသူတို့လေးတွေရဲ့ဘေးမှာထိခိုက်ဒဏ်ရာရစေနိုင်တဲ့ပစ္စည်းတွေချွန်ထက်နေတဲ့ပစ္စည်းတွေရှိရင်ဖယ်ရှားပေးလိုက်မယ်သူတို့အော်ဟစ်နေတဲ့အချိန်မှာမလုံနဲ့မငိုနဲ့ဆိုပြီးဆုံးမတာတွေအကျိုးအကြောင်းပြောပြတာတွေကလုံးဝအလုပ်ဖြစ်မှာမဟုတ်ဘူးဘာလို့လဲအဲ့ဒီရဲ့အချိန်မှာသူတို့ရဲ့အုံနောက်ကဘာမှလက်မခံနိုင်တဲ့အခြေအနေမှာရှိနေလို့ပဲဖြစ်တယ်သူတို့ကိုတယောက်တည်းမဖြစ်ထားဘူးဒါပေမဲ့စကားအများကြီးလည်းမပြောဘူးဘေးကနေပဲတည်တည်ငြိမ်ငြိမ်နဲ့စောင့်ကြည့်နေမယ်တတိယအဆင့်သူတို့လေးတွေရဲ့ဒေါသအရှိန်ချတဲ့အချိန်ကြီးအဆောင်ဆိုင်ပေးလိုက်မယ်ကလေးတွေအော်ဟစ်ရတာမောပန်းသွားပြီဒါမှမဟုတ်မိဘတွေကိုလူကြီးတွေကိုအကူအညီတောင်းတဲ့အကြည့်မျိုးနဲ့ကြည်လာတဲ့အချိန်အဲ့ဒီရဲ့အခြေအနေကကလေးတွေနောက်ကိုချင်းကပ်ဖို့အတွက်အကောင်းဆုံးအခြေအနေပဲဖြစ်တယ်ကလေးတွေကိုနွေးနွေးထွေးထွေးဆက်ဆံပြီးတော့သူတို့ဘာကြောင့်ဒီလိုဖြစ်ရတာလဲသူတို့ဘာဖြစ်ချင်တာလဲဆိုတဲ့အကြောင်းရင်းကိုစိတ်ရှိရှိနဲ့မေးပေးကြမယ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုနာမည်တက်ပြီးတော့ပြောနိုင်တာနဲ့အမျှသူတို့ရဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့ထိန်းချုပ်နိုင်ပါလိမ့်မယ်ဒါကို name it to tame it လို့ခေါ်တယ်ဆိုလိုတာကအဲ့ဒီရဲ့ခံစားချက်ကိုနာမည်တက်နိုင်သွားတာနဲ့အဲ့ဒီရဲ့ဒေါသကိုထိန်းချုပ်ဖို့လွယ်သွားတာပါကလေးတွေငြိမ်သွားတဲ့အချိန်မှာတတခုနကအယုတ်ကြိုးသွားလို့စိတ်ဆိုးသွားတာလားမုံမစားရလို့ဝမ်းနေပြီးတော့ငိုတာလားဆိုတာကိုမေးပြရပါမယ်ကလေးကသူတို့ဘာဖြစ်လို့စိတ်ဆိုးတယ်ဘာဖြစ်လို့ငိုရလဲဆိုပြီးတော့ပြောထွက်လာတဲ့အချိန်မှာသူတို့ခံစားချက်တွေသူတို့ရဲ့ဝမ်းနေတဲ့ဒေါသထွက်တဲ့စိတ်တွေကအလိုလိုပြောကြသွားပါတယ်တတခုနတော့ကစိတ်ဆိုးတာကိုမမေကနားလေတယ်စိတ်ဆိုးတာကကိစ္စမရှိဘူးIt's okay to feel angry but it's not okay to throw things အဲ့ဒါလေးကိုတေချာလေးရှင်းပြထားရမယ်ပစ္စည်းတွေပြစ်ပေါက်တာတွေဒေါသအလျောက်ပြုတ်မှုတာတွေမလုပ်တဲ့အကြောင်းကိုတေချာလေးပြောပြပေးရမယ်နောက်တစ်ခါစိတ်ဆိုးလာရင်အော်မဲ့အစားတသားကအယုတ်ကလေးကြိုးသွားလို့အရန်စိတ်ဆိုးတယ်တသားကသွားချင်တဲ့နေရာကိုမသွားရတဲ့အတွက်ဝမ်းနေတယ်ဆိုပြီးတော့သူတို့ရဲ့စိတ်ခံစားချက်ကိုသူတို့ဖွင့်ပြောလာနိုင်အောင်တင်ပေးရမယ်ဒီရဲ့ tantrum ဆိုတာကကလေးတိုင်းမှာဖြစ်တတ်တဲ့ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခုဖြစ်တဲ့မိဘတွေရဲ့တည်တည်ငြိမ်ငြိမ်နဲ့အေးဆေးနှွေးထွေးတဲ့တုံ့ပြန်မှုတွေကပဲကလေးတွေရဲ့ဒေါသတွေကိုထိန်းချုပ်နိုင်ဖို့အတွက်အကူအညီပေးမှာဖြစ်တယ်ကလေးရဲ့အပြုတ်အမူထက်ကလေးတွေရဲ့စိတ်ခံစားချက်ကိုပို့ပြီးတော့အလေးပေးတဲ့မိဘတွေဖြစ်ကြပါစေမိသားစုတိုင်းကျမပျော်ရွှင်ကြပါစေ